1965 ခုနှစ်နယူးဒေလီမြို့ကုလသမဂ္ဂအကြီးအကဲဦးသန်းနဲ့အိန္ဒိယသမ္မတလာရာဂယုနန်တို့ကက်ရှမီပြဿနာဖြေရှင်းဖို့တွေ့ဆုံခဲ့ကြတယ်။ကက်ရှမီဟာအိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားအငင်းပွားနေတဲ့ပြဿနာတစ်ခုပါ။ကုလသမဂ္ဂကပြင်ဆင်ရေးလုပ်ခဲ့တာပေါ့။ဦးသန်းဟာကုလသမဂ္ဂကိုဦးဆောင်ခဲ့တဲ့ပထမဆုံးနဲ့တူလေးတော့မြန်မာနိုင်ငံသားပါ။တွေ့ဆုံတဲ့နေရာကနယူးဒေလီကခန်းထားတဲ့နန်းတော်ဝင်အဆောက်အုံကြီးမှာလုံခြုံရေးပြည့်နေပေါ့။အဲ့ဒီနေရာစကားဆက်နေပြောကြပြီးရင်ရေးကြီးဆွေးနွေးပွဲစခဲ့ကြတယ်။ဒါပေမဲ့အပြီးပြတ်ဖြစ်ရှင်းနိုင်ခဲ့ခြင်းမရှိသေးဘူးနော်။ဒီတွေ့ဆုံပွဲဖြစ်နေချိန်မှာ1965အိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်နေတော့မှကုလသမဂ္ဂကငြိမ်းချမ်းရေးအတွက်စူးစမ်းခဲ့ပေမဲ့တင်းမာမှုတွေဆက်ဖြစ်နေခဲ့တယ်